ကအိမ်မထဲအတိုင်းဆိုရင်ဒီကလေးနှစ်ယောက်ကတနာစရာပဲတရကွာဆိုတာကဲကောင်းပါလေအိမ်မထဲကအတိုင်းမှန်ရင်တော့ဒီကလေးနှစ်ယောက်ကိုတွေ့မှာပဲဟိုလည်းလင်းတွားကြည့်အောင်ပါ ကျန်ကန်တာလူဘာကဆရာကြီးတကယ်တော့ဆရာကြီးကဝကြီးဝငယ်ပြီတော့လာပါပြီ ပါရုပ်ပါရုပ်ကပ်ပြေ ရ ဆရာရဲ့နဲ့ကန်းတက်ကိုလက်ခဲ့ပါဦး ဘာအကြောင်းများရှိလို့ဘာလဲဆရာကြီး ဘုံရောက်တော့သိမှာပေါ့ကွယ် ဆရာကြီးကန်းကမှာကလေးမျိုးလဲနေပါ လဲနေတယ်ညလေလေးမလို့ကြာတောင်းနေနေတာ ကလေးမျိုးပါလားဒုက္ခပဲ ညဒီမဲ့ဒီကလေးတွေကန်ဆိုတော့မွေးရအောင်မဟုတ် ဒီကလေးကတနာကြလေး ဒီကလေးတွေကြောင်းခုံပြီးတိကျဆောက်ထားတယ်တရဝါဆိုတာကဲကောင်းပါလေကြီးပြင်းတယ်ယောက်ျားတို့တတ်တယ်အထာရကဆက်ရှက်တင်ပြီးတော့မနဝမင်းထံမှာလင်းထားတယ် ဆရာကြီးပြောတာပြင်းနေတာပါ ခါသားလေးတယောက်ကမွေးရကျူးကျွေးရကျူးလက်တယ် တို့ညီကိုညောက်ကအလုပ်လဲကျူးစားကြတယ်ဆရာကြီးရဲ့ ငါတို့ထင်းနေလဲခွဲပြီးရေလက်ခတ်ပြီးပါ ဘာရသေးခုလီနဲ့တေချာစိတ်ချုပ်ပြီးပါပြီဘာရသေး တာရုကွယ်တာရု ကဲသားတို့လည်းနားကြဖို့ကွယ်တောင်းသားတွေနဲ့လည်းခက်ရဒေါသမဖြစ်စေနဲ့ကြားလားတကယ်လို့ဖြစ်ရင်လည်းကိုယ့်ဘက်ကသိခံမှာကွယ် ဟုတ်ကဲ့ဟုတ်ကဲ့ တောင်းမှန်ပါတယ်မအောင်စားရေစဲရှိလို့နေမှာ ရှင် မဟုတ်ပါဘူးမောင်စားလွဲချော်သွားလို့ပါခွန်းလို့ပါ ကောင်းပါပြီမောင်ကြီးရယ်ဒါဖြင့်လေညီမလေးကိုခွင့်ပြုအောင်နော် ဟုတ်ခဏလေးပါမောင်စားမောင်စားကိုလေကျုပ်ပြောစရာရှိလို့ပါကျုပ်မနေ့ပြန်ဘာရသေးဆုံးခံကြွားရင်လေ ရောင်းရင်ပြောက်ပြီတင်တာပါလို့ဟမ်တင်ကအမဲယုံအင်းဝမှာအားမလားအနုလက်နဲ့ရွှေခွက်လိုက်ချက်တယ်တင်ပါဟမ်ကြောက်တော့ညောင်းဝင်နေတမီးတို့မှာတင်ကနှောက်ရှရတယ်လို့နှောက်ရှပါကြောင်းနေပါတင်တာပါလို့တာလေခဏလောက်ပါမလဲ ကိုရင်ဒိတ်ပါကိုရင်ဒိတ်ပါရောင်းရင်လေအခုချက်ချင်းပြန်ခေါ်သူလို့ရှိရမှာမဟုတ်ဘူးမခေါ်လို့ရှိရင်အပန်းနဲ့တန်ရလိမ့်မယ်နော် ကောင်းပါလေရောင်းရင်တို့တော်တော့ပြီနမတော်ဦးစာရဲ့စကားကိုမောင်ကြီးနားထောင်တယ်နော်ဟိုမောင်ကြီးကလေနမတော်ဦးစာကိုစိုးရိမ်လုံးလို့ပါကွယ်မောင်ကြီးသွားအောင်မယ်နော် ငါအတွက်နဲ့အထိုးခံလိုက်ရတာတနာကိုကောင်းလိုက်တာသူခမရတော်တော်လေးခံလိုက်ရရှာမှာပဲအော်မောင်ကြီးပြက်ဝီမောင်ကြီးပြက်ဝီဖေဘွားရည်စက်များလည်းမသိပါဘူးနော်သူ့အမြင်ငါရင်ထဲမှာတမျိုးကြီးပဲခံစားရတယ်အခုချိန်ဆိုရင်သူခမရဘလို့များနေပါလဲဘာပဲဖြစ်ဖြစ်မနေ့ကဆုံးခံလိုက်တော့သိရမှာပါပဲလေဝီလည်းမပါပါလား တာရုကွယ်တာရု
ဘူးလား မောင်တော့မပါခဲ့ဘူးမဟုတ် ဘာအကြောင်းကြောင့်လဲ ဒိဗရဲ့တပည့်တွေဝိုင်းထူဝိုင်းရကြတာလဲကြတဲ့တန်ရာကြောင့်မောင်တော့ခင်ဗျာအိပ်ရတယ်လင်းနေ တရားတွေတော်တော်များများလာရင် လဲကြတဲ့တန်ရာကြောင့်ခါနာပါတယ်မျက်နှာမှာလည်းပူရောင်အခုဆိုရင်နောင်တို့ရဲ့တန်ရဲလေးပဲကျန်တော့တာ အဲ့လောက်တော့မလားရှင်ဒီဘာတော်တော်ဆိုးတာပဲဘာပဲဖြစ်ဖြစ်သူ့ရန်တော့ဝေးအောင်ရှောင်ကြပါနော် နောင်တော်နဲ့ဒိဗတို့ကတချောင်းထဲသားတွေဆိုတော့နောင်တော်ကတိကံသိရှိပါတယ်မဟုတ်လား မောင်ကြီးပြဝီတီးခံစိတ်ရှိတာကိုတော့သိပါတယ်ဒါပေမဲ့ဒီဘာလို့ရန်မအေးဘူး ဘာမှမပူပါနဲ့မဟုတ်လားနောင်တော်ကတိကံသိရှိပါတယ်ဆိုနေမှာ ကောင်းပါပြီကောင်းပါပြီဒါဖြင့်မမเจ้าကိုလာခဲ့ပါဦးမယ်မောင်ကြီးပြဝီကိုလည်းပြောပြပါဦးနမလေးသတင်းလာမေးပါဦးမယ်